မင်္ဂလာပါ Thinking Lab မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့လူတွေအမှန်ကိုမရှာကြဘူး Confirmation bias အကြောင်းပဲဖြစ်ပါတယ်လူတွေအမှန်ကိုရှာကြတယ်လို့သင်ထင်ပါတယ်လားကျွန်တော်တော့ဒီလိုမထင်ဘူးလူအများစုကအမှန်ကိုမရှာကြဘူးကိုယုံထားပြီးသားအရာကိုထောက်ခံပေးမဲ့သက်သေကိုပဲရှာကြတယ်ဒါကို psychology မှာ confirmation bias လို့ခေါ်တယ်ဥပမာသင်ရဲ့လူမှုရေးအမြင်ကိုစန့်ကျင်တဲ့ post တစ်ခု Facebook ပေါ်မှာတက်လာတယ်ဆိုပါစို့အဲ့ဒီ post ကိုဖတ်ပြီးရောဟုတ်လားငါမှနေတာလားလို့စဉ်းစားမလားဒါမှမဟုတ်ဒီကောင်ဘာမှနားမလည်ဘူးလို့ချက်ချင်းဆုံးဖြတ်လိုက်မလားတကယ်တော့လူအများစုကဒုတိယတစ်ခုကိုလုပ်ကြတာများပါတယ်ဒီနေ့အခန်း2မှာတော့ကျွန်တော်တို့ရဲ့အုံနောက်ကအမှန်တရားကိုရှာဖို့ထက်ကိုယုံကြည်ထားတာကိုကာကွယ်ဖို့ပိုကြိုးစားတဲ့အကြောင်းပြောသွားပါမယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစိတ်ပညာရှင်တွေစမ်းသပ်မှုတစ်ခုလုပ်ခဲ့ကြပါတယ်လူနှစ်စုကိုအချက်လက်တူတူပေးတယ်ဒါပေမဲ့ရလဒ်ကထူးဆန်းတယ်အချက်လက်အသစ်တွေမြင်ပြီးတဲ့နောက်လူတွေဟာပိုပြီးမြင်ကျဲလာတာမဟုတ်ဘဲနဲ့ကိုယုံထားတဲ့အမြင်ကိုပိုပြီးယုံကြည်လာကြတယ်အချက်လက်အသစ်တွေကသူတို့ရဲ့အမြင်ကိုပြောင်းမပေးခဲ့ပါဘူးပိုပြီးခိုင်မာစေခဲ့တယ်ဒါကိုပဲ confirmation bias လို့ခေါ်တာဖြစ်ပါတယ် confirmation bias ဆိုတာကိုယုံထားပြီးသားအရာကိုထောက်ခံတဲ့သက်သေတွေကိုပဲရှာပြီးစန့်ကျင်တဲ့သက်သေတွေကိုလျှစ်လျူရှုတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်လူတွေကအမှန်ကိုမရှာကြဘူးကိုယုံကြည်ထားတာမှန်ကြောင်းသက်သေကိုပဲရှာကြတယ်ဥပမာတစ်ခုကြည့်ရအောင်ဗျာလူတစ်ယောက်ကစီးပွားရေးလုပ်ရင်တက္ကသိုလ်ပညာတွေမလိုပါဘူးကွာလို့လူယုံကြည်ထားတယ်အဲ့ဒီအခါ Bill Gates, Steve Jobs, Mark Zuckerberg တို့ရဲ့အကြောင်းတွေကိုပဲဖတ်တယ်ဒါပေမဲ့ drop off လုပ်ပြီးတော့မအောင်မြင်တဲ့လူတန်းပေါင်းများစွာကိုမကြည့်ဘူးဘာကြောင့်လဲလူလိုချင်တဲ့သက်သေကိုရှာနေလို့ပါပဲယင်းဒီမျိုးနံမှုလောကမှာလည်းကြည့်လိုက်ရင်ဒီလိုပါပဲ investor လုပ်တဲ့လူတစ်ယောက်ကဒီကုမ္ပဏီရဲ့ share တက်မယ်လို့လူယုံကြည်တာနဲ့အဲ့ဒီကုမ္ပဏီရဲ့ကောင်းသတင်းတွေကိုပဲဖတ်တော့တယ်မကောင်းတဲ့သတင်းတွေကိုလျှစ်လျူရှုတော့တယ်နောက်ဆုံးမှာတော့သူက market ကိုမလေ့လာတော့ပါဘူးကိုယုံကြည်ထားတာကိုပဲကာကွယ်နေတော့တယ်ချာလီမန်ဂါကပြောခဲ့တယ်တယောက်ယောက်ကကိုယုံထားတာကိုစန့်ကျင်တဲ့အမြင်ကိုကိုယ့်ရဲ့ပိုကောင်းအောင်မရှင်းပြနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအကြောင်းကိုလုံလုံလောက်မသိသေးဘူးလို့ပြောပါတယ်ဒီစကားကအရန်ရေးကြီးတယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့အသိပညာဆိုတာကိုမှန်ကြောင်းသက်သေစုတာထက်ကိုမှားနိုင်ကြောင်းလက်ခံနိုင်တာဖြစ်ပါတယ်
ဒီတစ်ပတ်အခန်းနှစ်အတွက် exercise တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်သင်အရန်ယုံကြည်ထားတဲ့အယူဆတစ်ခုကိုရွေးပါလူမှုရေးလည်းဖြစ်နိုင်တယ်စီးပွားရေးလည်းဖြစ်နိုင်တယ်ပညာရေးလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင် Google မှာ why this idea is wrong လို့ရှာကြည့်ပါကိုယ့်အမြင်ကိုစန့်ကျင်တဲ့အကြောင်းပြချက်တွေကိုဖတ်ကြည့်ပါအမြင်ပြောင်းဖို့မလိုဘူးနားလည်ဖို့ပဲလိုပါတယ်ဒီအခန်းမပြီးခင်မိကွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်သင်ဟာအမှန်တရားကိုရှားနေတာလားဒါမှမဟုတ်ကိုယုံကြည်ထားတဲ့မှန်ကြောင်းသက်သေကိုပဲရှားနေတာလားနောက်တစ်ခါမှာတော့အုံနောက်က shortcut ယူတဲ့အခါဆိုတဲ့ခေါင်းစဉ် cognitive bias လို့ခေါ်တဲ့ကိုလိုရာဆွဲပြီးတွေးတောမှုအကြောင်းကိုဆက်လက်ဆွေးနွေးသွားပါမယ် Thinking Lab မြန်မာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်